ကောင်လေးဟာသူ့ကိုအယူမူလိုက်ခဲ့တဲ့ကောင်မလေးကအခုဆိုရင်သူ့ကိုလုံးဝလေးလူရှုနေတာကိုတတိထားပြီးတော့အံ့အားသင့်သွားပါတယ်သူမရဲ့ခံစားချက်တွေကိုစမ်းသပ်ဖို့အတွက်သူဟာကောင်မလေးရဲ့သူငယ်ချင်းနဲ့ရက်တူတူတောက်ခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကလုံးဝတုံ့ပြန်မှုမရှိခဲ့ပါဘူးဒါကိုမြင်တော့ကောင်လေးကသူမဟာသူ့ကိုတကယ်မေ့သွားပြီဖြစ်နိုင်တယ်လို့သဘောပေါက်သွားတယ်လွန်ခဲ့တဲ့ရက်နေငယ်ကကောင်မလေးဟာကင်ဆာရောဂါအတွက်ဆေးသစ်တစ်မျိုးကိုတီထွင်နိုင်ခဲ့ပြီးကုမ္ပဏီကအောင်ပွဲခံပါတီပွဲကျင်းပခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကတော့ကောင်မလေးရဲ့သူငယ်ချင်းကိုပြန်ရဖို့အစီအစဉ်ဆွဲနေတာနဲ့အလုံးများနေခဲ့ပါတယ်ကောင်မလေးရဲ့သူငယ်ချင်းကကောင်မလေးတတိယပြီးကောင်လေးကိုလာကတ်မှာကိုမလိုချင်တဲ့အတွက်ကောင်မလေးရဲ့ရက်ထဲကိုတစ်ခုခုကိုတိတ်တဆိတ်ရောက်လိုက်ပါတယ်ကောင်မလေးတောက်လိုက်တာနဲ့တပြိုင်နက်တတိလက်သွားခဲ့ပါတယ်ဆေးရုံမှာကောင်မလေးတတိယလာတဲ့အခါသူမအရာအလုံးကိုပြန်မမိပေမဲ့အန်တဆရာကသူမဟာကောင်လေးကိုမေ့သွားခဲ့ပါတယ်ကောင်မလေးရဲ့သူငယ်ချင်းကသူမဟာကောင်လေးကိုပထမဆုံးမြင်တွေ့ချိန်မှာပဲချစ်မိသွားခဲ့ပြီး9နှစ်ကြာလိုက်ခဲ့ဘူးလေလို့ပြောပြပါတယ်ကောင်လေးရဲ့ရင်ထဲမှာတော့အမြဲတမ်းကောင်မလေးတယောက်ပဲရှိနေခဲ့တာပါလမ်းခွဲပြီးနောက်ကောင်လေးဟာစိတ်တက်ကြနေခဲ့ပေမဲ့ကောင်မလေးကအမြဲတမ်းသူ့ဘေးနားမှာရက်တီပေးခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကတော့သူမကိုချစ်တဲ့အကြည့်နဲ့တခါမှမကြည့်ခဲ့ပါဘူးအစပိုင်းမှာကောင်မလေးကမယုံနိုင်ခဲ့ပေမဲ့သူမရဲ့စကားပြောမှတ်တမ်းဟောင်းတွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါသူမရဲ့စိတ်ကူးရဲကအမျိုးသားပုံစံနဲ့အတိအကျတူတဲ့ကောင်လေးရဲ့တပ်ပုံကိုမြင်လိုက်ရတော့မှသူမလက်ခံခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါဟာသူမဘဝရဲ့အနာကျင်ဆုံးအဆင့်ပဲဖြစ်ခဲ့ပြီးအချိန်ချင်းညှိမဲ့ခံရခြင်းနဲ့ကောင်လေးရဲ့နေ့စဉ်စော်ကားမှုတွေကိုခံရခြင်းကသူမအတွက်ပုံမှန်လိုဖြစ်နေခဲ့ပါတယ်အဲ့ဒီကြောင့်ပဲအခုကောင်လေးကိုမေ့သွားတဲ့အခါသူမဟာဘဝတစ်ခုစတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူမဖုန်းလေးကအချက်လက်အားလုံးကိုဖျက်ပစ်ပြီးသူမရဲ့သူ့ဒေသနာလုပ်ငန်းကိုပြီးဆုံးအောင်ဆက်လုပ်ဖို့အတွက်ပြန်လာတော့မယ်လို့မိဘတွေကိုဖုန်းဆက်ပြောပြခဲ့ပါတယ်ဒါကိုကြားတော့မိဘတွေဝမ်းသာသွားပြီးအမြန်ဆုံးလာဖို့ပြောခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်လေးကစေးရုံခန်းထဲကိုဝင်လာပြီးကောင်မလေးကသူ့နောက်ကိုလိုက်လာတာလို့ထင်အောင်ထင်မှဖြစ်သွားပါတယ်ဒါပေမဲ့ကောင်မလေးကသူမဒီကိုလာတာဟာစိတ်ဓာတ်မတည့်လို့တာဖြစ်ပြီးသူ့ကြောင့်မဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးရဲ့သူငယ်ချင်းလည်းရောက်လာပါတယ်ပြီးတော့ကောင်မလေးရှိမှပဲကောင်လေးကသူ့ရဲ့ကိုယ်အင်ဂျီကိုသူမကိုဝတ်ပေးပြီးဒီကောင်မလေးဟာဝန်ထမ်းတယောက်တက်ပဲလို့ပြောခဲ့ပါတယ်ဒါကိုကြားတော့ကောင်မလေးရဲ့သူငယ်ချင်းကတောင်ပြောင်ဖို့မစခင်မှာပဲသူနာပြုတ်တဦးကစစ်ဆေးဖို့ခေါ်လိုက်တဲ့အတွက်ကောင်မလေးကနောက်လည်းမကြည့်ပဲထွက်သွားခဲ့ပါတယ်ဒါကိုမြင်တော့ကောင်လေးကထူးဆန်းတယ်လို့ခံစားလိုက်ရပါတယ်ဘာလို့လဲဆိုတော့သူမဟာအရင်ကအမြဲတမ်းသူ့နားမှာနေဖို့အကြောင်းပြချက်တွေရှာခဲ့လို့ပါနောက်ပိုင်းမှာကောင်မလေးတယောက်တည်းထိုင်နေတော့သူ့မသူငယ်ချင်းကလာပြီးရန်ဆက်ခဲ့ပါတယ်သူမကတယောက်ယောက်ဟာကောင်လေးနောက်ကို9နှစ်ကြာခွေးတကောင်လိုလိုက်ခဲ့ဘူးလေလို့တွဲဝိုက်ပြီးစနောက်ခဲ့ပါတယ်အဲ့ဒီသူဘယ်သူလဲဆိုတာတိလာတဲ့ကောင်မလေးကပြန်မငင်းခုန်ခဲ့ပါဘူးဘာလို့လဲဆိုတော့ကောင်လေးကအမြဲတမ်းကောင်မလေးရဲ့သူငယ်ချင်းဘက်ကရက်တီပေးခဲ့တာကိုသူမသိလို့ပါဒါပေမဲ့ကောင်မလေးရဲ့သူငယ်ချင်းကကောင်မလေးရဲ့ဟန်ဆောင်မှုနဲ့ကောင်လေးကိုလှည့်ဖျားခဲ့ပါတယ်ဗီဒီယိုခေါ်ဆိုမှုတစ်ခုအတွင်းသူမကချော်လဲဟန်ဆောင်ခဲ့ပြီးမစင်စားပဲကောင်လေးကကောင်မလေးကိုအပြစ်တင်စတင်ခဲ့ပြီးကောင်မလေးရဲ့သူငယ်ချင်းကိုပွေ့ချဖို့အမြန်ထွက်သွားခဲ့ပါတယ်ဒါကြောင့်ကောင်မလေးလည်းသူမရဲ့အခန်းကိုပြန်သွားဖို့စတင်ခဲ့ပေမဲ့ရုတ်တရက်တယောက်ယောက်ကသူမကိုလေကားပေါ်ကနေတွန်းချလိုက်ပါတယ်သူမတတိပြန်ရလာတဲ့အခါသူမရဲ့အချစ်ဆုံးသူငယ်ချင်းကသူမနဲ့အတူရှိနေခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကဘာမှမပြောပြခဲ့ပါဘူးဘာလို့လဲဆိုတော့ကောင်လေးကသူမရဲ့သူငယ်ချင်းရဲ့အကိုဖြစ်ပြီးသူမကြောင့်မောင်နှမတန်ရုံးစင်ကိုမပျက်စီးစေချင်လို့ပါဒါပေမဲ့ကောင်မလေးကကောင်လေးကိုသူမရဲ့နှလုံးသားထဲကနေလုံးဝဖယ်ရှားလိုက်တာကြောင့်သူမကိုအနေငယ်ဝန်းနေစေခဲ့ပါတယ်အဲ့ဒါကြောင့်သူငယ်ချင်းကသူမကိုစိတ်ဖြေလျှော့ဖို့ဘာကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမှာတော့ကောင်လေးနဲ့ကောင်မလေးရဲ့သူငယ်ချင်းတို့ရောက်လာပြီးလူများရှိမှဆုံတွဲလို့ဟန်ဆောင်ခဲ့ပါတယ်ကောင်မလေးကိုနာကျင်စေဖို့အတွက်နဲ့ခင်လေးကကောင်မလေးသူငယ်ချင်းနဲ့တမင်တကာအရေးအတူတူတောက်ခဲ့ပါတယ်သူမစိတ်ဆိုးမယ်လို့သူမျှော်လင့်ခဲ့ပေမဲ့သူမကလုံးဝတည်ငြိမ်နေခဲ့ပါတယ်ဒါကိုမြင်တော့ကောင်လေးကဒေါသထွက်ပြီးကောင်မလေးရဲ့သူငယ်ချင်းရဲ့လက်ကိုဆွဲပြီးထွက်သွားခဲ့ပါတယ်ဒါပေမဲ့ဒါကိုမြင်တော့အချစ်ဆုံးသူငယ်ချင်းကမကြိုက်တဲ့အတွက်သူမကကောင်လေးကိုရင်ဆိုင်ပြီးကျမသူငယ်ချင်းကခင်ဗျားကိုအရန်ချစ်ခဲ့တာသူမရဲ့ခံစားချက်တွေကိုတခါတလေလေးတော့လေးစားလို့မရဘူးလားလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကအေးဆက်ဆက်ပြန်ဖြေခဲ့တာကသူမကကျွန်တော်ကိုချစ်တယ်ဆိုတိုင်းကျွန်တော်ကလည်းသူမကိုချစ်ရမယ်လို့ဆိုတာလားတဲ့သူမကြောင့်တာကောင်မလေးကုမ္ပဏီမှာရှိနေတာဖြစ်ပြီးမဟုတ်ရင်သူလွန်ခဲ့တဲ့ကြာကလေးကအလုပ်ထုတ်ပြစ်လိုက်ပြီးလို့တောင်သူထပ်ပြောခဲ့ပါတယ်ဒါကိုကြအားတော့ကောင်မလေးရဲ့နှလုံးသားကလုံးဝကွဲချေသွားခဲ့ပါတယ်ကဲနောက်ဘာတွေဆက်ဖြစ်မလဲ